အားလုံးယေရှုခရစ်တော်နာမနဲ့မင်္ဂလာပါအခုတခြင်းဆိုမဲ့ကောင်းစရာတော့ကျွန်တော်ခွန်အားကျွန်တော်ရဲ့တိုက်ဆိုတဲ့တခြင်းဖြစ်ပါတယ်ဒီတခြင်းဟာဘုရားဖြစ်တဲ့တခြင်းဖြစ်တယ်လို့ပြောချင်ပါတယ်ရှင်တိုင်းဘုရားသခင်ကောင်းချီးပေးပါစေ